ဒီကနေ့နိုဝင်ဘာလ18ရက်နေ့ထူးခြားတဲ့သတင်းချို့ကောက်နှုတ်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံရဲ့အင်အားကြီးနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမနေ့ကအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel မှာကြိုဆိုပါရစေနေ့စဉ်နိုင်ငံရေးစစ်ရေးသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်ပေးထားဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ရှိတ်အာစီနာနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ပြည်ထောင်ဝန်ကြီးဟောင်းပေါ့ဗျာဒီနှစ်ယောက်ကိုဘင်္ဂလားဒေ့ရှ်အစိုးရလက်ရှိအစိုးရကတေတံမြက်ွက်တေတံချမှတ်လိုက်ပါတယ်လက်ရှိမှာကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းကတော့အိန္ဒိယနိုင်ငံမှာနိုင်ငံရေးခိုလုံခွင့်နဲ့နေထိုင်နေပါတယ်ပြည်ထောင်ဝန်ကြီးကတော့ပြည်ထောင်ဝန်ကြီးဟောင်းပေါ့ဗျာပြည်ထောင်ဝန်ကြီးဟောင်းကတော့ဗမာနေတယ်ဆိုတာကတော့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာဖော်ပြတာမတွေ့ရဘူးအချို့သောမီဒီယာတွေကိုကျွန်တော်လိုက်လံပြီးတော့ဖတ်လိုက်တဲ့အခါမှာဒီဘင်္ဂလားဒေ့ရှ်ရဲ့ပြည်ထောင်ဝန်ကြီးဟောင်းလည်းအိန္ဒိယနိုင်ငံမှာနိုင်ငံရေးခိုလုံခွင့်တောင်းပြီးတော့နေထိုင်နေတယ်လို့ဖော်ပြနေတာလည်းတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ရဲချုပ်ဟောင်းပေါ့သူတို့ရဲချုပ်ဟောင်းကတော့အစိုးရဘတ်တော်သားပေါ့ဗျာအစိုးရဘတ်တော်သားလုပ်လိုက်တဲ့အခါကျတော့သူ့ကိုတော့တရားရုံးကနေပြီးတော့ထောင်ဒဏ်9နှစ်ချမှတ်လိုက်ပါတယ်ဒီ3ယောက်ကိုရခင်ကပုံမှန်5ခုနဲ့ဆွဲဆိုခဲ့တာဖြစ်ပါတယ်ရှိတ်အာစီနာပါတယ်ပြီးရင်ကျွန်တော်ပြည်ထောင်ဝန်ကြီးပါတယ်ပြီးရင်တော့ကျွန်တော်ရဲချုပ်ဟောင်းပါတာပေါ့ဒီ3ယောက်ပေါ့ဒီ3ယောက်ကိုဒါဆွဲချက်5ခုနဲ့ကျွန်တော်တရားဆွဲဆိုခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့မနေ့ကတော့ကျွန်တော်တို့ဒါ2ယောက်ကိုတော့ရှိတ်အာစီနာနဲ့ပြည်ထောင်ဝန်ကြီးဟောင်းကိုတော့မြက်ွက်သေးတယ်ချမှတ်လိုက်တဲ့တပြိုင်နက်ထဲမှာပဲကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့မြို့ကြီးတွေမှာစူပမှုတွေအကြမ်းဖက်မှုတွေမဖြစ်ဖို့အတွက်ဒါဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ရဲတပ်ဖွဲ့ကတက်လှမ်းပြီးတော့လုံခြုံရေးကိုကျွန်တော်တို့တော်တော်လေးချထားတာတွေ့ရပါတယ်နိုင်ငံကသတင်းတွေမှာလည်းဖော်ပြနေတာရှိပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကကျွန်တော်တို့ဒီနိုင်ငံပါတီတွေအပြိုင်မှုတွေကတော်တော်လေးကြီးမားပါတယ်တစ်ဖက်နဲ့တစ်ဖက်ကကျွန်တော်တို့ဒါအပြက်ရှင်းတဲ့သဘောတွေတွေ့နေရတာပေါ့ဗျာအပြက်ရှင်းတဲ့သဘောတွေတွေ့တဲ့အခါကျတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေကလည်းတည်ငြိမ်မှုမရှိဘူးဒါဘင်္ဂလားဒေ့ရှ်ရဲ့လက်ရှိနိုင်ငံဖြစ်နေတဲ့အခြေအနေဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလက်ရှိဘင်္ဂလားဒေ့ရှ်အစိုးရပေါ့လက်ရှိဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအိန္ဒိယအစိုးရဘက်ကိုတောင်းဆိုထားတယ်အဲ့ဒါကရှိတ်အာစီနာကိုပြန်ပြီးတော့လွှဲပြောင်းပေးဖို့အတွက်တောင်းဆိုတယ်တိုးတော်လည်းပဲဒီအိန္ဒိယအစိုးရဘက်ကဒါနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးတာမရှိဘူးတောက်လျှောက်ပဲဒီဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတောက်လျှောက်တောင်းဆိုတယ်ရှိတ်အာစီနာကိုပြန်လွှဲပြီးတော့ဒီမှာတရားစီစဉ်မယ်ဒီမှာအပြစ်ပေးမယ်ဆိုပြီးတော့တောက်လျှောက်တောင်းတယ်ပေါ့ဗျာတန်တမန်ကြီးကတောင်းတယ်ပေါ့တောင်းတဲ့ခါမှာကျွန်တော်တို့အိန္ဒိယအစိုးရဘက်ကလည်းဒါကိုလုံးဝလက်ခံခြင်းမရှိဘူးလုံးဝလှိလူရှုထားတယ်ဒါတော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်အခြေအနေပေါ့ဒီရှိတ်အာစီနာကိုဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကကျွန်တော်တို့လူပေါင်း1400ခန့်အသေးဆုံးမှုနဲ့ပတ်သက်ပြီးတော့ဒါသူ့ကိုတရားစွဲဆိုခဲ့တာဖြစ်တယ်အဲ့ဒီရဲ့ဖြစ်စဉ်မှာကျွန်တော်လူပေါင်း11900ခန့်ထိခိုက်ဒဏ်ရာရရှိတယ်ဖမ်းဆီးခံရရှိတယ်လို့နိုင်ငံရဲ့သတင်းတွေမှာဖော်ပြထားတယ်တနည်းအားဖြင့်သူ့ရဲ့ခေါင်းစဉ်အကြီးကတော့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုလို့ဖော်ပြထားတယ်ဒါကြောင့်ဒီပြစ်မှုထင်ရှားလို့ရှိတ်အာစီနာကိုတေတံပေးတာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုလို့တော့ဖော်ပြထားတယ်လက်ရှိမှာကျွန်တော်တို့ရှိတ်အာစီနာကအသက်88နှစ်အရွယ်ရောက်နေပြီဖြစ်ပါတယ်သူတို့ဘယ်ရဆလဲဆိုတော့ကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်နဲ့ပါကစ္စတန်နှစ်နိုင်ငံပထမတော့ကျွန်တော်တနိုင်ငံနဲ့ပေါ့ဗျာတနိုင်ငံနဲ့ဒီပါကစ္စတန်ကနိုင်ငံတွေကနေပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံခွဲထွက်တဲ့အခါမှာအဲ့ဒီရဲ့ဒီလွတ်လပ်ရေးကာလပေါ့ဗျာတနည်းအားဖြင့်တော်လိုင်းကာလပဲခေါ်လွတ်လပ်ရေးကာလပဲခေါ်လို့လွတ်လပ်ရေးအကျိုးကာလပဲခေါ်ပေါ့အဲ့ဒီကာလမှာကျွန်တော်တို့ဒီတိုက်ပွဲမှာအပါဝင်တိုက်ခိုက်ပေးခဲ့တဲ့စစ်မှုထမ်းဟောင်းတွေရဲ့မိသားစုဝင်တွေနဲ့ပတ်သက်ပြီးတော့ဒါအစိုးရအလုပ်နေရာမှာဒီ30ရာခိုင်နှုန်းခွဲတန်းယူခဲ့တဲ့အတွက်ကျွန်တော်တို့ဒီအလုံးလက်မဲ့ပြဿနာတွေမြင့်တက်လာတယ်ပြီးတော့ကျွန်တော်တို့ဒီအဲ့ဒီကနေစပြီးတော့နိုင်ငံပို့တိုက်မှုကြီးမားဖြစ်ခဲ့လို့ပဲကျွန်တော်တို့ရှိတ်အာစီနာလည်းနောက်ပိုင်းမှာအိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးတဲ့အနေအထားဖြစ်သွားတယ်ပေါ့ဒါတော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ရဲ့အခြေအနေမြန်မာနိုင်ငံရဲ့ကျွန်တော်တို့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့အိန္ဒိယနိုင်ငံတွေမှာတော့ကျွန်တော်တို့မတည်မငြိမ်မှုတွေတော်တော်လေးတွေ့လာရတယ်ဒါကတော့ကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနိုင်ငံမတည်ငြိမ်မှုတွေဖြစ်လာတယ်နောက်ပိုင်းမှာကျွန်တော်တို့ဝန်ကြီးချုပ်ကအိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးခဲ့ရတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ဒီအိန္ဒိယဝန်ကြီးချုပ်ထွက်မပြေးခင်ကာလပေါ့သူမှပြောခဲ့ပါတယ်အဲ့မှာကျွန်တော်တို့မြန်မာအိန္ဒိယဘင်္ဂလားဒေ့ရှ်ဒီ3နိုင်ငံစုံတဲ့နေရာမှာခရီးယန်နိုင်ငံတနိုင်ငံတီးဖို့အတွက်သူ့ကိုကမ်းလှမ်းတယ်ပေါ့ဗျာနိုင်ငံကြီးတစ်ခုကကမ်းလှမ်းတယ်ပေါ့သူ့နဲ့ဒါလက်မခံဘူးပေါ့ဒီလိုမျိုးလဲထုတ်ပေါ်ပြောခဲ့တာရှိတယ်လက်ရှိဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်တဲ့ကိစ္စကဒီနိုင်ငံရေးပါတီနှစ်ခုပေါ့နိုင်ငံရေးပါတီနှစ်ခုရဲ့ဒီစူပူမှုတွေကကျွန်တော်တို့တာမန်ဖြစ်လာတာမဟုတ်ပါဘူးနောက်ကွယ်မှာဒီနိုင်ငံရေးသူတို့ရဲ့ဒီလိုလားတဲ့နိုင်ငံစနစ်ကိုပုံဖော်ရင်းနဲ့ဒါဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကျွန်တော်မတည်မငြိမ်မှုတွေဖြစ်တာပါအခုကြည့်လိုက်ပါကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှေ့အာစီနာလက်ထက်မှာသူ့ရဲ့တိုင်းပြည်ကကျွန်တော်ဖွံ့ဖြိုးမှုတွေရှိတယ်တည်ငြိမ်မှုတွေရှိတယ်လက်ရှိအစိုးရပေါ့တနည်းအားဖြင့်ကျွန်တော်တို့လက်ရှိဂျာပြည့်အစိုးရပဲခေါ်ရမှာပေါ့လက်ရှိဒီဂျာပြည့်အစိုးရကာလမှာတော့ကျွန်တော်တို့သူ့ရဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကတည်ငြိမ်မှုလည်းမရှိဘူးပြီးရင်ကျွန်တော်တို့အထူးထူးကြက်တဲမှုတွေလည်းဖြစ်နေတယ်ထ
ထို့တူပါပဲလက်ရှိအစိုးရဘက်ကိုဥဆောင်နေတဲ့သူတွေကလည်းရွေးကောက်ပွဲကိုလှုပ်ပေးမယ်ဆိုတော့ကျွန်တော်တောက်လျှောက်ရွှေ့လာခဲ့တာပေါ့လက်ရှိလည်းဒီလိုအခြေအနေဖြစ်ခဲ့တယ်ပေါ့ဒီလိုအခြေအနေဖြစ်ခဲ့တယ်အဲ့တော့မြန်မာနိုင်ငံရဲ့အင်တာနက်နိုင်ငံတွေမှာတော့ကျွန်တော်တို့တော်တော်လေးကိုပို့တိုင်းမှုတွေဖြစ်လာရတယ်ဒါကလည်းကျွန်တော်တို့ပထဝီနိုင်ငံရဲ့အရေးတာမှုပါကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေဆိုလည်းပဲမြန်မာနိုင်ငံရဲ့အနီးမှာကျွန်တော်တို့အိန္ဒိယနိုင်ငံရှိတယ်တရုတ်နိုင်ငံရှိတယ်ဒီနိုင်ငံနှစ်နိုင်ငံကကျွန်တော်တို့နိုင်ငံရေးစနစ်လည်းမတူဘူးသူရဲ့ဒီနိုင်ငံရေးတည်ဆောက်မှုလည်းမတူဘူးကျွန်တော်တို့မှရွေးချယ်ကြမရှိဘူးအဲ့ဒါဘာလဲဆိုတော့ဒီနိုင်ငံကြီးတွေနဲ့ကျွန်တော်တို့ကရေပြင်ချင်းထိစက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီနိုင်ငံကြီးတဲ့တက်ရောက်မှုကတက်ရောက်အားနေတာပေါ့တိုးတော်လည်းပဲကျွန်တော်တို့ကတရုတ်နိုင်ငံနဲ့ကုန်းမြေထိစက်မှုတွေကတော်တော်ကြီးမားမားရှိတယ်ကြကြပြင်းပြင်းရှိတယ်အဲ့တော့ဒီကုန်းမြေထိစက်မှုတွေရှိတဲ့ခါကျတော့ဒီနိုင်ငံကြီးတွေရဲ့တက်ရောက်မှုကကျွန်တော်တို့နိုင်ငံမှာတော်တော်ကြီးကိုခံရတယ်ဒါအရှိတရားပဲအိန္ဒိယနိုင်ငံတက်ရောက်မှုတရုတ်နိုင်ငံတက်ရောက်မှုပြီးရင်ကျွန်တော်ထိုင်းနိုင်ငံတက်ရောက်မှုတွေပေါ့ဒီတက်ရောက်မှုတွေကကျွန်တော်နိုင်ငံမှာကြီးကြီးမားမားခံနေရတယ်လက်ရှိဆိုကျွန်တော်ပြပါဆိုကျွန်တော်ကြားဖြန့်ကိစ္စတွေပြီးရင်ကျွန်တော်နယ်စပ်ဒေသမတည်မငြိမ်မှုတွေအဲ့တော့ဒီမှာကျွန်တော်နယ်စပ်ဒေသမတည်မငြိမ်မှုတွေအကြောင်းဖြစ်လာတဲ့အကျိုးဆက်တွေများစွာရှိတယ်ဒီနယ်စပ်ဒေသမှာဘယ်သူတွေရှိလဲနယ်စပ်ဒေသမှာကျွန်တော် KI လက်နက်ကိုင်အဖွဲ့ရှိတယ်အဲကျွန်တော် UWSA ရှိတယ်ပြီးရင်ကျွန်တော် MMD အဖွဲ့တွေရှိမယ်အခြားသောဒီလက်နက်ကိုင်အဖွဲ့တွေအားလုံးရှိတယ်ဒီလက်နက်ကိုင်အဖွဲ့တွေကဘယ်နိုင်ငံကိုမိခိုးနေလဲသူတို့ကဒီတရုတ်နိုင်ငံကိုပဲမိခိုးရတာပဲကျွန်တော်တို့နိုင်ငံကမိခိုးရတာမဟုတ်ဘူးသူတို့သုံးတဲ့အဲ့ဒီဒေသမှာသုံးတဲ့ကျွန်တော်တို့ဒီစားရိတ်ခါတွေဆေးဝါးတွေပြီးရင်ကျွန်တော်တို့လောင်စာဆီတွေပြီးဆက်သွယ်ရေးစနစ်တွေငွေကြေးစနစ်တွေအားလုံးကမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ငွေကြေးစနစ်မြန်မာနိုင်ငံရဲ့ကျွန်တော်တို့ဆက်သွယ်ရေးစနစ်ကဏ္ဍအစတွေမြန်မာဒီနိုင်ငံတော်အစိုးရရဲ့ကဏ္ဍအသီးတို့သုံးဆွဲတာမဟုတ်ဘဲနဲ့တစ်ဖက်နိုင်ငံကိုတို့တစ်ဖက်နိုင်ငံမှာရှိတဲ့ဝန်ဆောင်မှုသုံးဆွဲတာအဲ့တော့ပြီးရင်ဗျာကျွန်တော်တို့ကဟိုမြန်မာနိုင်ငံကခင်ဗျားတို့လည်းပြောပါမြန်မာနိုင်ငံကတယံဇာတာတွေများတဲ့နိုင်ငံပိုးကျော်ပါတဲ့နိုင်ငံပေါ့ဒီလိုမျိုးပြောကြတယ်ဒါလည်းမှန်ပါတယ်တိုးတော်လည်းပဲဒီတယံဇာတာတွေကဘယ်သူတွေကဖင်အောင်ထဲမှာရှိလဲဒီအဖွဲ့တွေကဒီတရုတ်မြန်မာနယ်စပ်မှာအများဆုံးရှိနေကြတာအဲ့တော့သူတို့ကိုဘယ်သူကမွေးထားလဲခင်ဗျာရိုးလေးစဉ်းစားကြည့်ဒီတရုတ်နိုင်ငံရဲ့ကျွန်တော်တို့အားပေးထောက်ခံမှုမရှိရင်ဒီလက်နက်ကိုင်အဖွဲ့တွေဘလို့မှရက်တည်လို့မရဘူးဒီလက်နက်ကိုင်အဖွဲ့တွေကျွန်တော်တို့တီရှိချင်းဒီလက်နက်ကိုင်အဖွဲ့တွေအားပြောခြင်းဒီလက်နက်ကိုင်အဖွဲ့တွေရဲ့အင်အားရိုးခြင်းဟာကျွန်တော်တို့ဒီဘေးနားမှာရှိအိန္ဒိယချင်းနိုင်ငံတွေရဲ့ဒီတက်ရောက်မှုကကြီးကြီးမားမားရှိတယ်ဗျကြီးကြီးမားမားရှိတယ်တနည်းအားဖြင့်တော့ခင်ဗျာအလွယ်ဗျာတရုတ်ဆိုကကျွန်တော်တို့နေဆက်ဂိတ်တွေပိတ်လိုက်တယ်ပေါ့နေဆက်ဂိတ်တွေပိတ်လိုက်တယ်ဆိုတော့ဒီအဲ့ဘော်ဒါမှာရှိနေတဲ့လက်နက်ကိုင်အဖွဲ့ဘယ်လောက်ထိသူတို့ကြံ့ခံနိုင်မှာမလို့လဲအနည်းဆုံးခင်ဗျာအများကြီးမပိတ်နဲ့ခင်ဗျာ2နှစ်လောက်ပဲပိတ်လိုက်အဲ့လက်နက်ကိုင်အဖွဲ့အလိုလိုပျောက်တယ်အဲကျွန်တော်တို့ဒီကွန်ပျူတာတွေဆိုလဲကျွန်တော်တို့ကဒီအစိုးရအဖွဲ့ရဲ့ကျွန်တော်စာပေါင်းမဖြတ်ဘဲနဲ့မဝယ်ဘူးကွာဆိုရင်ခင်ဗျာအဲ့လက်နက်ကိုင်အဖွဲ့ဘာမှစားစရာမရှိဘူးအဲ့တော့ဒါကကျွန်တော်ပထဝီနိုင်ငံအခြေအနေတင်ပြတာအဲ့တော့ကျွန်တော်တို့မှာရွေးချယ်ခွင့်မရှိဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအိန္ဒိယချင်းနိုင်ငံတွေနဲ့ကျွန်တော်တို့ကဒီကုန်းမြေချင်းထိစက်တဲ့အခါမှာပိုထိရောက်ပိုပြီးတော့ဒီတက်ရောက်မှုပိုကြီးတယ်ဗျပိုတက်ရောက်မှုကြီးတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေနဲ့ဘယ်နိုင်ငံမှအထင်ကြီးကြမလို့ကိုယ်နိုင်ငံကိုပဲကိုယ်အထင်ကြီးရကိုယ်အစိုးရကိုအထင်ကြီးရမယ်ကျွန်တော်တို့ခင်ဗျားတို့ရဲ့ကျမ်းမာရေးရန်နေရပညာရေးရန်နေရကျွန်တော်တို့ရဲ့အသက်ရှင်လုံခြုံမှုကိုကာကွယ်ပေးနိုင်တာခင်ဗျာအမေရိကန်စစ်တပ်လည်းမဟုတ်ဘူးတရုတ်စစ်တပ်လည်းမဟုတ်ဘူးအိန္ဒိယစစ်တပ်လည်းမဟုတ်ဘူးကျွန်တော်တို့မြန်မာတပ်မတော်ပဲအကာအကွယ်ပေးနိုင်တာဘယ်သူမှခင်ဗျားတို့အကာအကွယ်မပေးဘူးဘယ်သူမှဟလာချိုးထွက်မခံဘူးအကျိုးစီးပွားအထုံချိုးထွက်မခံဘူးအဲ့တော့ဗျာကျွန်တော်တို့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့လိုလားတဲ့အစိုးရကျွန်တော်တို့ရဲ့ခင်ဗျားတို့မြင်ကျင်တဲ့တပ်မတော်ဖြစ်ဖို့ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်ပါဝင်ဖို့လိုတယ်ဟာကျွန်တော်တို့ငါတို့တပ်မတော်ကြီးအစိမ့်မြင့်တဲ့တပ်မတော်ကြီးတည်းရဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်အားပေးရမယ်ဒါရှိတရားပဲအဲ့တော့ခင်ဗျားတို့ရဲ့ဘဝအခြေအနေတွေခင်ဗျားတို့ရဲ့လုံခြုံမှုတွေနဲ့ပတ်သက်ရင်ဘယ်နိုင်ငံကမှခင်ဗျားတို့လာပြီးအကာအကွယ်မပေးဘူးကျွန်တော်တို့မြန်မာတပ်မတော်နဲ့ကျွန်တော်နိုင်ငံတော်ရဲ့အစိုးရပဲအကာအကွယ်ပေးမှာဒါကြောင့်ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တင်ဆက်တင်ပြချင်တာကကျွန်တော်တို့ဒီလက်ရှိအခင်းချင်းမှာကျွန်တော်မဲပေးဖို့ကျွန်တော်တိုက်တွန်းနေတယ်မဲပေးကြပါမဲပေးဖို့လိုတယ်မဲပေးကြပါဒါကျွန်တော်တို့နိုင်ငံသားရဲ့အခွင့်အရေးပဲကျွန်တော်တို့ကမဲပဲပေးရတာကျန်တဲ့ကာဝေးကတာတပ်မော်သားတွေခင်ဗျအသက်တွေခင်ဗျထပ်ပြီးတော့ကာဝယ်လိုက်မယ်ရဲတပ်ဖွဲ့ဝင်တွေကာဝယ်လိုက်မယ်ပြည်သူစစ်တွေကာဝယ်လိုက်မယ်ကျွန်တော်တို့လုပ်ရမယ့်တောင်းကကျွန်တော်မဲပေးရမယ်မဲပေးရတဲ့မှာခင်ဗျဘယ်ပါတီကိုမဲပေးပါကျွန်တော်မပြောဘယ်သူ့ကိုမဲပေးပါမပြောဘူးခင်ဗျတို့ရင်ဘတ်ထဲကိုရှိရလို့မဲပေးကျွန်တော်တို့ဒေသရဲ့အကျိုးကျွန်တော်တို့ဟလာပြည်နယ်ရဲ့အကျိုးကျွန်တော်တိုင်းရဲ့အကျိုးကျွန်တော်တို့နိုင်ငံတော်အကျိုးကိုဖော်ဆောင်ပေးတဲ့သူမဲပေးခင်ဗျကျွန်တော်ကကြက်ခိုင်မဲပေးပါလို့မပြောဘူးဥဝိပါတီမဲပေးပါလို့မပြောပြီးသုံးလုံးပါတီမဲပေးပါလို့မပြောဘူးအခြားပါတီမဲပေးပါလို့မပြောဘူးခင်ဗျတို့မဲပေးကြပါကြိုက်တဲ့ပါတီမဲပေးဒါမှသာလျှင်ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့အခင်းချင်းကိုကျွန်တော်တို့ဒါပြန်ပြီးတော့တွန်းလှန်နိုင်မှာဖြစ်တယ်ကျွန်တော်တို့အခြားသောအကြမ်းဖက်မီဒီယာတွေအမောင်မချမ်းကမီဒီယာတွေရဲ့လှုံ့ဆော်မှုတွေခင်ဗျတို့နားမယောင်နဲ့လှုံ့ဆော်နေတဲ့သူတွေကဒီနိုင်ငံထဲမှာရှိနေရမို့ပြည်ပမှာရှိနေတာခင်ဗျတို့ကျွန်တော်တို့ကတေတဲ့ဒီနိုင်ငံမှာနေရမှာကျွန်တော်လည်းဒီနိုင်ငံထွက်မပြေဘူးဒီနိုင်ငံကောင်းကျိုးပဲကျွန်တော်လုပ်ကြတာ
ခင်ဗျားတို့လည်းဒီနိုင်ငံကောင်းကျိုးပဲလုပ်ကြမဲ့သူတွေဒါကြောင့်ကျွန်တော်တို့ကမဲပေးကြပါမဲပေးဖို့လိုတယ်ကျွန်တော်တို့ကိုခံအားတွေကောင်းဖို့လိုတယ်ကျွန်တော်ရဲ့ဒီမြန်မာနိုင်ငံအနေထားကကျွန်တော်ပထဝီအနေထားရတက်ရောက်မှုကြီးကြီးမားမားရှိတယ်ကျွန်တော်ဘေးမှာတင်ပြခဲ့တယ်လို့ကကျွန်တော်တို့လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်ကြီးကို